ဖုန်းအဝင်ကောလေးဝင်လာရင်ဖလမ်မီလင်းချင်တဲ့ဒူလေးတွေနဲ့မလင်းချင်မှုဆိုတဲ့ဒူလေးတွေအတွက်ခုဗီယိုလေးနဲ့ Redmi 40C လေးနဲ့မျှဝေပေးလိုက်ပါရပေါ့နော်စတင်လေးတော့ဝင်လိုက်ပါစတင်လေးတဲ့ကအပေါ်ကစားစတင်တွေကလေးကိုလက်ကလေးနဲ့တစ်ချက်ဖိလိုက်ပါရှင်ဒီထဲလေးမှာ incoming call ဆိုပြီးရိုက်ရှာလိုက်ပါရိုက်လိုက်ပေါ့နော်ဒါမျိုးလေးရိုက်ပြီးသွားပြီဆိုရင်တော့အောက်မှာ incoming call setting ဆိုပြီးပေါ်လာပါလိမ့်မယ်ရှင်ဒီထဲလေးတဲ့ဝင်ပေးလိုက်ပါဒီထဲလေးမှာ plan 1 ring ကြီးပေါ့နော်ဒါလေးကပွင့်နေတယ်ဆိုရင်ဖုန်းလာတဲ့အချိန်မှာ plan မီလေးလင်းလာမှာပဲဖြစ်ပါတယ်ရှင်ကဲပြောနေရင်လည်းဖုန်းလေးဝင်လာပါပြီရှင်ဒီမှာပါ plan 1 ring လေးဖွင့်ထားလိုက်တော့ plan မီလေးကလင်းနေမှာပဲဖြစ်ပါတယ်ရှင် plan မီမလင်းချင်တဲ့ဒူလေးတွေကကြတော့ဒါလေးကိုပိတ်ထားလိုက်ရင်တော့ဖုန်းလာတဲ့အချိန်မှာ plan မီလေးမလင်းတော့ပါဘူးရှင်ဒါဆိုရင်တော့ဖလမ်မီလင်းစင်တဲ့ဒူလေးတွေရောမလင်းစင်တဲ့ဒူလေးတွေရောပိန်နီးဖွင့်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။တိုက်နဲ့တက်တယ်ဆိုရင်တော့အသေးလေးပေးတီးလို့ရလေးရှင်လေ comment လေးမှာမှတ်ခဲ့နိုင်ပါတယ်မိတ်ဆွေတီးရအောင်လဲ share တော့ပါအောင်ရှင်။နေ့စဉ်နေ့တိုင်းလွယ်ကူရုပ်ရှင်နဲ့ဖုန်းနဲ့ပတ်သက်တဲ့ tips and tricks လေးတွေ share လုပ်ပေးနေအောင်မလို့ follow လေးလုပ်တော့လည်းမမေ့ပါနဲ့ရှင်။ဒါလေးကတော့ RAM4 Internet Storage 128GB ကို second phone လေးကိုအမကန်နဲ့ကျမတို့ H2 Mobile မှာရောင်းပေးနေရပဲဖြစ်ပါရဲ့။ရောင်းဝယ်လက်ထက်အားလုံးရပါတယ်ရှင်။လိုအပ်ရင်တော့လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။